Hello အားလုံးသိတဲ့အတိုင်းကိုသိမ်းမှာအကောင့်နှောက်ရှိပါတယ် vlog ရိုက်တဲ့အကောင့်တွေရပုံရိုက်တဲ့အကောင့်တွေအဲ့ဒီအကောင့်တစ်ခုကိုဘယ်လို management လုပ်လဲဆိုတော့ဒီ group မှာပြပြပါမယ်ခင်ဗျာကြည့်ပြကြပါအောင်ခင်ဗျာမနေ့ morning နိုးပြီဆိုတာနဲ့မျက်နှာသေးသွားတဲ့အဝတ်စားလဲပြီးတော့လှုပ်ဆက်ရှိလိုက်လုပ်ပါတယ်အဲ့တော့ပိုလီရှုပ်ပွားနေတဲ့မှန်နေကုန်လေးပါဒါပြီးတော့ iPad ကိုဖွင့်ပြီးတော့ဘာစာတွေဝင်လဲဘာတွေလှုပ်ဆက်ရှိလဲဆိုတော့ကြည့်ပါတယ်ပုံ edit ဆရာလေးတွေ video edit ဆရာလေးတွေလည်းလက်ဆက်တက်ပြီးတော့ edit ပါတယ်ဒါပြီးတော့ကျွန်တော်ဖုန်းအားလေးသွင်းလိုက်ပါတယ်ပြီးတော့ပုံရိုက်ဖို့ရှိတာမလို့သွားပါတယ်ကလေးမလေးကတော့ birthday လေးဖြစ်ပါတယ်ရပါမှာကျွန်တော်ပုံရိုက်ကြတယ်ဟိုလိုရိုက်ဒီလိုရိုက်နေကင်းကြောင်တော်တော်ပူပူမှရိုက်ရတာပါပြီးသွားပါပြီမောသွားပါပြီမောလာပြောမောလာမောတယ်三码你给我领到的。အဲ့ဒီကမှစနေချောင်းဆိုးမှာပေါ့三码的。ဟဲ့မစားဝေးချောင်းဆိုးလိမ့်မယ်လေ三码呀。三七的。မနေ့ပိုင်းကလေးမလေးပြီးတော့နေကင်းမိုင်းညာကလေးမကြီးပါအဲ့ဒါကျွန်တော်တငယ်ချင်းလေးပါရိုက်ပြီးထားတာလေးပါသူ့ကိုတော့ဒီညလေးမှာကျွန်တော်ရိုက်ပြီးထားပါတယ်ဟိုရိုက်ဒီရိုက်ပေါ့နော်ရိုက်ဆက်ရှိရရိုက်အဲ့ငယ်လေးကိုသိလားဒါပြီးတော့နေကင်းဘိုက်တေစာနဲ့သူ့ကိုထမင်းဝယ်ချစ်ခိုင်းပါတယ်ဟဲတငယ်ချင်းစပွန်ဆာပေးမယ်ဆိုတာနဲ့အဲ့ဆိုင်လေးမှာစားလိုက်ပါတယ်ကိုသိန်းရကြိုက်တဲ့ပြည်ချင်း93နဲ့ထမင်းပြူနဲ့စားတာပါအဲ့ဘလော်လေးကနောက်မှတစ်ချက်လေးထပ်တင်ပေးပါမယ်ခင်ဗျာဒါလေးကတော့အိမ်ပြန်နေပါပြီအရန်နေလည်းပူပါတယ်လမ်းမှာအမေကြီးကိုတွေ့ရတဲ့တနာလို့ဆိုရင်အမှန်ကဲတော့လေအဲ့ဒီတာကူလာပါလားအဲ့ဒါကိုလုံးဝမကြိုက်ဘူးဒါပေမဲ့ဝယ်စားလိုက်ပါတယ်ကိုသိန်းအိမ်ပြန်ရောက်ပြီဆိုတာနဲ့အဝယ်စားချော့ဘာညာလုံးမယ်အဲ့လိုလို့ဖို့တော့ iPad ကိုကောက်ယူတယ်ခန်းထဲမှာပူလုံးလုံးနေရစီဆိုအပြင်ရောက်ရှိပါပြီနေတွေအရန်ပူတယ် queue site ကြအပြင်ရောက်တော့ speed လေးနဲ့အရင်အားဖြစ်ပါတယ်အဲ့လိုမလုပ်ခင်ဒါလေးကတော့လွတ်ဆက်ရှိရလုပ်ပါရမယ်ခင်ဗျာ bye bye see you next vlog